အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တရုတ်စကားပြော YouTube channel ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာအယောင်နဲ့ပတ်သက်တဲ့တရုတ်စကားပြောတွေကိုလေ့လာရမှာဖြစ်ပါတယ်အဲဆိုရင်ဒီဗီဒီယိုလေးကိုကျွန်တော်တို့စလိုက်မယ်နော်နံပါတ်1ကတော့ကျွန်တော်တို့အဖြူရောင်ပေါ့နော်အဖြူရောင်ကို白色အဖြူရောင်အဝါရောင်ကို黄色အဝါရောင်နော်အနက်ရောင်ကို黑色အနက်ရောင်အစိမ်းရောင်ကို绿色အစိမ်းရောင်အနီရောင်ကို红色အနီရောင်အပြာရောင်ကို蓝色အပြာရောင်လိမ္မော်ရောင်ကို橙色လိမ္မော်ရောင်ပေါ့နော်ဟိုဘက်မှာကတော့ကျွန်တော်တို့ခရမ်းရောင်ပေါ့နော်ခရမ်းရောင်ကိုจี色ခရမ်းရောင်နော်ငွေရောင်ကို银色ငွေရောင်ရွှေရောင်ကို金色မီးခိုးရောင်ကို灰色မီးခိုးရောင်ပန်းရောင်ကို粉色ရောင်စုံကို彩色ရောင်စုံပေါ့နော်ကျွန်တော်တို့အရောင်ကိုကျွန်တော်တို့ရန်色လို့ကျွန်တော်တို့ပြောပါတယ်အရောင်ကိုရန်色ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့အစကနေအဆုံးထိနောက်တစ်ခေါက်ကျွန်တော်ထပ်ပြီးတော့ရွှေ့ပြဆိုပြပေးပါဦးမယ်နော်အဖြူရောင်ကို白色အဝါရောင်ကို黄色အနက်ရောင်ကို黑色အစိမ်းရောင်ကို绿色အနီရောင်ကို红色အပြာရောင်ကို蓝色လိမ္မော်ရောင်ကို橙色ခရမ်းရောင်ကိုจี色ငွေရောင်ကို银色ရွှေရောင်ကို金色မီးခိုးရောင်ကို灰色ပန်းရောင်ကို粉色ရောင်စုံကို彩色အဲ့လိုဆိုရင်ချစ်တငယ်ချင်းတို့နားလည်သဘောပေါက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုsubscribe မလုပ်ရသေးရင် subscribe လေးနှိပ်ပြီးတော့ဘေးနားကခေါင်းလုံးလေးကိုလည်းတီးခဲ့ဖို့တောင်းဆိုပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်